မင်္ဂလာပါကျွန်တော်ကတော့ကိုစီသူပါ marketing နဲ့ digital marketing နဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းတွေကိုအကြံပေးတယ် AI tool တွေနဲ့ creation တွေအတွက်လည်း knowledge sharing ပြုလုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ် အရင်ခေတ်ကအောင်မြင်တယ်လို့သတ်မှတ်ကြတဲ့အယောင်သမားတစ်ယောက်ရဲ့ပုံစံနဲ့အခုခေတ်ရဲ့အောင်မြင်တဲ့အယောင်သမားတစ်ယောက်ရဲ့ပုံစံဘယ်လောက်တောင်များကွာသွားပြီလို့ထင်ပါတယ်လဲကဲဒီနေ့မှာတော့ခေတ်တဲ့အယောင်လောကရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တွေကိုတစ်ချက်လောက်ခွဲခြမ်းစီဖြာကြည့်ကြရအောင်ကဲအယောင်သမားဆိုတဲ့စကားကိုကြားလိုက်ရင်ဘယ်လိုလိုမျိုးကိုအရင်ဆုံးပြေးမြင်မိလဲဟိုစကားကိုရေးလိုက်သလိုပြောပြီးယုံကြည်မှုတွေလွန်ကဲနေလေလူတယောက်ပုံစံမျိုးလားအရင်ဆုံးအစင်လားသတ်မှတ်ချက်တွေကဘာတွေဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြအောင်ဟုတ်ပါတယ်ရင်ခေတ်ကအယောင်သမားပုံစံကတော့အများအပြားဒီလိုပါပဲဆွဲဆောင်မှုရှိတယ်အခြေအနေကိုထိန်းချုပ်ခြင်းတဲ့ကိုယုံကြည်မှုရှိရန်ဆောင်ပြီးအတယောက်တည်းပဲအလုံးလုံးတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့အဓိကမေကွန်းကဒီအရေးချင်းနေမဲ့ဒီနေ့ခေတ်မှာတကယ်အောင်မြင်နိုင်မှာအောင်မလားယနေ့ဆိုရဲကော်လန်တို့တော့ခဏနေမှအတူတူအဖြေရှာအေးကြတာပေါ့ဟုတ်ကဲ့အဖြေကတော့ရှင်းပါတယ်အရင်ကပုံစံဟောင်းတွေဟာအခုခေတ်ပြောင်းလဲလာတဲ့ဈေးကွက်နဲ့လုံးဝကိုအံမဝင်တော့ပါဘူးအောင်မြင်မှုအတွက် model အသစ်တစ်ခုလုံးဝကိုပေါ်ထွက်လာပါပြီအဲ့ဒါကတော့ SMHHE အယောင်ကျွမ်းကျင်တို့ပါပဲ SMAHT ဒါဘာလို့ပြောတာလဲဆိုတော့ smart motivated ambiverted helpful နဲ့ transparent ဆိုတဲ့စကားလုံးတွေရဲ့ရှင်းဆုံးစာလုံးတွေကိုယူထားတာပါဒီ model ကလည်းကိုပစ္စည်းကိုရောင်းထွက်ဖို့ပဲတွားပေးနေတဲ့ပုံစံဟောင်းတွေကိုလုံးဝမေ့လိုက်ပြီးဖောက်တဲ့ကိုတန်ဖိုးထားမှုနဲ့စစ်မှန်မှုကိုအခြေခံတဲ့ခေတ်သစ်ချင်းကပ်မှုတစ်ခုဖြစ်ပါတယ်ကဲဒီ AI ချင်းတွေကိုတစ်ခုချင်းစီကြည့်အောင် smart ဆိုတာကလေကိုယ်ကွန်ပျူတာချမ်းသိရုံနဲ့မဖော်တော့ဘူးဖောက်တဲ့ရဲ့လုပ်ငန်းသူတို့ရဲ့စိန်ခေါ်မှုတွေကိုပါနားတယ်တာကိုဆိုလိုတယ်Ambiverted ဆိုတာကြတော့စကားရမ်းများတာမျိုးအရန်တိတ်ဆိတ်နေတာမျိုးမဟုတ်ပဲနားထောင်တဲ့အချိန်မှာတိတ်ချနားထောင်ပဲပြောတဲ့အချိန်မှာထိထိမြင်မြင်ပြောနိုင်တဲ့ဟန်ချက်ညီမှုကိုဆိုလိုတာပါ Helpful နဲ့ Transparent ကတော့ပြောစရာမလိုတော့ပါဘူးရေရှည်ယုံကြည်မှုတိဆောက်ရဲ့အထူးတော့ချက်တွေပါပဲတကယ်တမ်းမှာလေအချီးမားဆုံးပြောင်းလဲမှုကဒီလိုအရေးချင်းတွေပြောင်းသွားတာတခုတည်းမဟုတ်ပါဘူးအယောင်းပဲဆိုတဲ့လုပ်ငန်းတစ်ခုလုံးပေါ်မှာထားတဲ့အခြေခံအတွေ့အခေါ်တတ်တနာတစ်ခုလုံးပြောင်းလဲသွားတာပါအဓိကအချက်ကတော့ရှင်းရှင်းလေးပါပဲခေတ်တဲ့အယောင်သမားဆိုတာခုံပစ္စည်းလာရောက်နေသူမဟုတ်တော့ဘူးဖောက်တည့်ရဲ့စိန်ခေါ်မှုတွေပြဿနာတွေကိုနားလည်ပြီးအကောင်းဆုံးအဖြေကိုရှာပေးတဲ့အကြံပေးပုဂ္ဂိုလ်တစ်ယောက် problem solver တစ်ယောက်ဖြစ်လာတာပါဒီလိုပြဿနာဖြေရှင်းပေးတဲ့ချင်းကမှုကိုအားကောင်းစေတဲ့မနာကြီး၃ရွက်ရှိပါတယ်ပထမတစ်ခုက fault ရဲ့လိုအပ်ချက်ကိုနံပါတ်1ဦးစားပေးတာဒုတိယကတော့အယောင်ဝယ်တိုင်းကိုဖြေရှင်းနည်းရှာဖွေဖို့ခွက်လန်းတစ်ခုအဖြစ်ရှုမြင်တာနောက်ဆုံးတစ်ခုကတော့ဒီအချက်တွေကနေတဆင့်ရေရှည်ခိုင်မြဲတဲ့ယုံကြည်မှုနဲ့ဆက်ဆံရေးကိုတည်ဆောက်တာပါပဲဒီစကားကအရာအားလုံးကိုအနှစ်ချုပ်လိုက်သလိုပါပဲဒါကရောင်းပြီးတာနဲ့ပြီးသားတဲ့ဆက်ဆံရေးမျိုးကိုပြောရမှာဟုတ်တော့ဘူးကိုယ့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကနေတက်ဆင့်ဖောက်တဲ့ရဲ့လုပ်ငန်းဒါမှမဟုတ်သူတို့ဘဝကိုပိုကောင်းလက်ပြောင်းလဲတစ်ခုဖန်တီးပေးနိုင်တာကိုဆိုလိုတာပါကဲအခုထိကအပြင်ပန်းလှုပ်ဆောင်ချက်တွေကိုပြောခဲ့တာပေါ့နော်အခုအတွင်းစိတ်ပိုင်းဆိုင်ရာလူအချက်ဘက်ကိုတစ်ချက်လောက်ချိလိုက်အောင်ဒီလိုခေတ်သစ်ချင်းကပ်မှုကိုရေရှည်ထိန်းနိုင်ဖို့အတွက်ဘလို့စိတ်တက်မျိုးကအထူးကမောင်းနေအားထင်နေလေအဲ့ဒါကတော့ growth mindset လို့ခေါ်တဲ့တိုးတက်လို့စိတ်ပါပဲဆိုလိုတာကကိုယ့်ရဲ့အရေးချင်းတွေဟာမွေးရပါကန့်ထက်ချက်တွေမဟုတ်ဘူးစ조사အားထုတ်မှုနဲ့လေးလာမှုကတစ်ဆင့်အမြဲတမ်းတိုးတက်ပြောင်းလဲနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်မျိုးပါဒါကစင်ဆက်မပြတ်သင်ယူလို့စိတ်ပြုပြင်လို့စိတ်နဲ့အခြေအနေသစ်တွေမှာလိုက်လုံးညီထွေဖြစ်အောင်စ조사နေတဲ့စိတ်တက်မျိုးကိုပြောတာဖြစ်ပါတယ်အပြုသဘောဆောင်တဲ့အယောင်စစ်တပ်ကိုဖွဲ့စည်းထားတဲ့အဓိကအပိုင်းဆိုင်တွေကိုကြည့်လိုက်ရင်လေကြံခိုင်မှုက30%နဲ့အများဆုံးနေရာယူထားတာကိုတွေ့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့အယောင်လောကဆိုတာညစ်ပတ်မှုတွေစိန်ခေါ်မှုတွေနဲ့ပြီးနေလို့ပါပဲ။အဲ့ဒီနောက်မှာတော့ခိုးထုတ်ကုန်းပေါ်မှာထားတဲ့မရင်းရိုင်တဲ့ယုံကြည်ချက်နဲ့အခြေအနေအမျိုးမျိုးမှာလိုက်လျောညီထွေဖျောင်းနေတာစွမ်းကအရေးပါလာတာပေါ့။ Okay ဒီလိုစိတ်တက်မျိုးကိုဘယ်လိုပြောထောင်းမလဲ။အဓိကကတော့စိန်ခေါ်မှုကိုရန်သူလိုမမြင်ပဲကိုကြီးတွားစင်မဲ့အခွင့်လန်းလို့သဘောထားဖို့ပါပဲအမားတွေကနေသင်ခန်းစာယူပြီးရှေ့ဆက်ပါနောက်ပြီးဝေဖန်ကြံပြုချက်တွေကိုတန်ဖိုးထားပြီးအချင်းချင်းပန့်ဖို့ကူညီတဲ့ပတ်ဝန်းကျင်တစ်ခုကိုတိဆောက်ရမှာမယ်အယောင်လောကမှာတကယ်အရေးကြီးဆုံးကတော့ကြန့်ခိုင်မှုပါပဲဖောက်တဲ့တယောက်ကနိုးလို့ပြောလိုက်ကဟာကိုပုဂ္ဂိုလ်ရဲ့တိုက်ခိုက်တာလုံးဝမဟုတ်ပါဘူးဒါဟာဒီလုပ်ငန်းစဉ်ရဲ့တဘာဝအပိုင်းအဝယ်တစ်ခုပဲဆိုတာကိုနားလည်ထားဖို့လိုပါတယ်ငြင်းဘက်မှုတိုင်းဟာတင်ယူဖို့အခွင့်အရေးတစ်ခုပါပဲနောက်တစ်ခုကကိုအားပေးစကားပြောဆိုခြင်းရဲ့အစွမ်းကိုလည်းလော့မတွက်သင့်ပါဘူးသိပ္ပံနည်းကြရာ neuroplasticity လို့ခေါ်တဲ့ဦးနှောက်ရဲ့ပြောင်းလဲပြင်းလဲရှိတဲ့တဘာဝကြောင့်ပေါ့လေအပြုသဘောဆောင်တဲ့စကားတွေကိုထပ်ခါပြောဆိုခြင်းက
ကျွန်တော်ရဲ့အတွေးခေါ်နဲ့အပြုအမူတွေကိုတကယ်ပဲပြန်လဲပုံသွင်းနိုင်စွမ်းရှိပါတယ် ကဲအခုအချိန်အထိဆွေးနွေးခဲ့တဲ့အပြင်ပန်းအရေးချင်းတို့ရောအတွင်းစိတ်သက်တွေကိုရောပေါင်းဆက်ပြီးတော့ခိတ္တရဲ့ထီရောက်တဲ့အယောင်ကျွမ်းချင်းသူတယောက်ရဲ့ပြီးပြည့်စုံတဲ့ပုံရိပ်ကိုဖော်ဆောင်ကြည့်ကြရအောင် ဒီတော့အနစ်ချိုရရင်အောင်မြင်တဲ့ခေတ်သစ်အယောင်ကျွမ်းခြင်းသူကြောက်ဟာ SMHT အရေးချင်းတွေနဲ့ပြည့်စုံတဲ့ဖောက်တယ်ကိုဗဟုပြုပြီးတော့သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးတယ်ပြီးတော့တိုးတန်လို့စိတ်အတင်းနဲ့အမြဲတည်ယူနေတယ်လို့ဘလို့အချင်းဒီမှမဆိုကြန့်ခိုင်တဲ့စိတ်တက်နဲ့ဇွေးရှိရှိဆက်လက်စ조사သူပဲဖြစ်ပါတယ် ဒီကြောင်းရာကိုမပိတ်သိမ်းခင်မှာစဉ်းစားစရာမိကုံးလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါဒီနေ့ခေတ်မှာအယောင်အဝယ်အောင်မြင်မှုဆိုတာဘလို့နီးလာနေတောင်းတယ်လဲဆိုတာထက်ဘလို့စိတ်တက်မျိုးမွေးမျိုးထားတယ်လဲဆိုတာနဲ့ပူပြီးသက်ဆိုင်နေပြီလို့ဆိုနိုင်မလားဒါလေးကိုတော့စဉ်းစားရနေမယ်ဒီဘိုင်းကိုအဆုံးသတ်လိုက်ပါစေ